မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သားအနည်းဆုံး902ဦးသေဆုံးခဲ့တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးယုံ OCHA ကထုတ်ပြန်ပါတယ်။စစ်အုပ်စုကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာခဲ့တဲ့အချိန်ကနေမဲပေးကာလပြီးဆုံးအချိန်ထိမြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အရက်သားတွေအပေါ်ကြာရောက်ခဲ့တဲ့ထိခိုက်မှုတွေလေ့လာထားတဲ့အစီရင်ခံစာမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေပေါ်အခြေခံပြီးအတည်ပြုနိုင်ခဲ့တဲ့သေဆုံးသူ902ဦးထဲမှာအမျိုးသမီး224ဦးနဲ့ကလေး153ဦးပါဝင်ပါတယ်။သေဆုံးသူတွေအနက်486ဦးဟာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးခဲ့တာဖြစ်ပြီးတိုက်လေရင် drone paramotor နဲ့ gyrocopter တွေကိုအသုံးပြုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေပါဝင်တယ်လို့အစီရင်ခံစာကဆိုပါတယ်။အရက်သားသေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ကာလတွေကတော့2025ခုနှစ်ဩဂုတ်လကနေစက်တင်ဘာလအထိနဲ့ဒီဇင်ဘာလကနေ2026ခုနှစ်ဇန်နဝါရီလအထိဖြစ်ပါတယ်။နိုင်ငံခြားနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကမြန်မာစစ်တပ်ထံလက်နက်ခဲယမ်းမိကြောင်းအပိုပစ္စည်းလေရင်စီနဲ့အရက်ဖက်စစ်ပတ်နှစ်မျိုးစလုံးမှာအသုံးပြုနိုင်တဲ့ပစ္စည်းတွေကိုဆက်လက်ပံ့ပိုးနေကြတယ်လို့ OCHA ကဖော်ပြပါတယ်။အဲဒီလိုပံ့ပိုးလှည့်ပြမှုတွေဟာနိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေချိုးဖောက်မှုတွေဖြစ်ပွားစေဖို့အထောက်အကူဖြစ်နိုင်တဲ့အန္တရာယ်ရှိတယ်လို့လည်းသတိပေးထားပါတယ်။တစ်ဖက်မှာတော့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလျှော့ချလာတာကြောင့်ဒေသခံအဖွဲ့အစည်းတွေရဲ့အသက်ကယ်လုပ်ငန်းတွေအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနဲ့အခြေခံဝန်ဆောင်မှုတွေဆက်လက်ပေးနိုင်ရေးပုံမခက်ခဲလာတယ်လို့ဆိုပါတယ်။စေအုပ်စုရဲ့အကူအညီပေးခွင့်ပိတ်ပင်မှုတွေနဲ့နိုင်ငံတကာရန်ပုံငွေလျှော့ချမှုတွေကြောင့်စေဝါထောက်ပံ့ရေးကွင်းဆက်ကျန်းမာရေးဌာနတွေနဲ့နေရဲစွန့်ခွာသူတွေအတွက်အရေးပေါ်အကူအညီပေးရေးလုပ်ငန်းတွေထိခိုက်လာပါတယ်။မြန်မာပြည်သူတွေဟာစစ်တပ်ရဲ့လက်အောက်မှာလုံလောက်တာထပ်ပိုးတဲ့ဒုက္ခတွေကိုခံစားခဲ့ကြရပြီးဖြစ်ပေမဲ့အခုအခါနိုင်ငံပြင်ပကလူတွေကပါသူတို့ကိုမေ့လျော့ထားတဲ့ကဲ့သို့ဖြစ်နေပါတယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဘော်ကာတော့ကပြောပါတယ်။ဒေသအများပြားမှာဒေသခံတွေဥဆောင်တဲ့အရက်သားကာကွယ်လုပ်ငန်းတွေအတွက်ရန်ပုံငွေတွေဟာစစ်တပ်ရဲ့ဇက်တိုက်ပြစ်မှတ်ထားမှုနဲ့ခွဲခြားမှုမရှိတဲ့တိုက်ခိုက်မှုတွေကြောင့်မှပြည်သူတွေအတွက်အဓိကအားထားရာဖြစ်ခဲ့တယ်လို့သူကဆိုပါတယ်။အခုလိုအကူအညီတွေပြန်လည်လျှော့ချလိုက်တာကရရှိထားပြီးသားဒဏ်ရာကိုပုံမှုဆိုးရွားစေပါတယ်လို့ဘော်ကာတက်ကထပ်မံပြောပါတယ်။ OCHA ကမြန်မာနိုင်ငံအတွင်းအရက်သားတွေအပေါ်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအတားအဆီးမရှိရောက်ရှိနိုင်အောင်ခွင့်ပြုပေးဖို့နဲ့မြန်မာပြည်သူတွေအတွက်နိုင်ငံတကာထောက်ပံ့မှုတွေပြန်လည်တိုးမြှင့်ပေးဖို့တောင်းဆိုထားပါတယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ဗိုလ်တော်နာကုန်းကျေးရွာရှိပလတ်စတစ်လုပ်ငန်းတစ်ခုမှာလျှက်စစ်ဓာတ်အားယူနစ်3သိန်းကျော်တရားမဝင်ရယူသုံးစွဲထားတာကိုစစ်ဆေးတွေ့ရှိခဲ့ပြီးလုပ်ငန်းရှင်ကိုလျှက်စစ်ဥပဒေအရအမှုဖွင့်ထားတယ်လို့စစ်အုပ်စုရဲ့လျှက်စစ်နဲ့စွမ်းရည်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဇွန်လ16ရက်မှာတရားမဝင်ဓာတ်အားသုံးစွဲမှုနဲ့လျှက်စစ်ယူနစ်ပျောက်ဆုံးမှုလျှော့ချရေးအတွက်ရန်ကုန်မြောက်ပိုင်းခရိုင်ရှိမြို့နယ်တွေမှာစီမံချက်အဖွဲ့24ဖွဲ့နဲ့ရှောင်းတခင်စစ်ဆေးခဲ့တာလို့ဆိုပါတယ်။စစ်ဆေးမှုအတွင်းဗိုလ်တော်နာကုန်းကျေးရွာရှိပလတ်စတစ်လုပ်ငန်းမှာအသုံးပြုထားတဲ့မီတာရဲ့ကာဗာစီးနဲ့တာမနယ်စီးတွေကိုပြုပြင်ထားပြီးမီတာအတွင်း control circuit တက်ဆင်ထားကလျှက်စစ်ဓာတ်ခိုးယူသုံးစွဲထားတာကိုတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီလိုတရားမဝင်သုံးစွဲမှုကြောင့်လျှက်စစ်ဓာတ်အားယူနစ်3သိန်းကျော်နစ်နာဆုံးရှုံးခဲ့ရတယ်လို့စစ်အုပ်စုဝန်ကြီးဌာနကဆိုပါတယ်။နစ်နာဆုံးရှုံးခဲ့တဲ့ဓာတ်အားကရော်ကြီးနဲ့ဒဏ်ကြေးစုစုပေါင်းကျပ်သိန်း1500ကျော်ကိုဇွန်လ19ရက်မှာရန်ကုန်လျှက်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းထံပေးဆောင်စေခဲ့ပြီးအသုံးပြုထားတဲ့မီတာကိုလည်းချက်ချင်းဖြုတ်သိမ်းခဲ့တယ်လို့သိရပါတယ်။လျှက်စစ်ဓာတ်ကိုမတမာတဲ့နီလန်နဲ့ရယူသုံးစွဲခဲ့တဲ့ဆိုတဲ့လုပ်ငန်းရှင်ကိုလျှက်စစ်ဥပဒေအရအရေးယူနိုင်ဖို့မော်ဘီမျိုးမှာရဲစခန်းမှာအမှုဖွင့်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ရန်ကုန်တိုင်းပြည်အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်းလျှက်စစ်ဓာတ်သုံးစွဲမှုကို control center ကနေစောင့်ကြည့်ပြီးတန်တရားဖြစ်ပွဲတွေ့ရှိရင်မြေပြင်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့စစ်အုပ်စုဝန်ကြီးဌာနကဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းလေတေးပြည်နယ်ရှိအထက်တန်းကျောင်းတစ်ခုမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကျောင်းသား3သေဆုံးပြီးနောက်ထပ်5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။ပြစ်ခတ်မှုဟာဇွန်လ22ရက်နေ့မနက်ပိုင်းကတလိုပန်းမြို့ရှိစံဟိုဆေးအထက်တန်းကျောင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပစ္စတိုတနက်တွေကင်ဆောင်ထားတဲ့လူငယ်2ဦးကျောင်းဝင်းတွင်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေကိုနီးစပ်ရာဆေးရုံတွေစီအရေးပေါ်ပို့ဆောင်ထားတယ်လို့သိရပါတယ်။ပြစ်ခတ်မှုနဲ့ဆက်နွယ်တယ်လို့တန်တရားရှိတဲ့အသက်15နှစ်အရွယ် Grade 9ကျောင်းသားတဦးနဲ့အသက်14နှစ်အရွယ်အဖော်ဖြစ်သူတို့ကိုကျောင်းဝင်းအတွင်းမှာပဲဖမ်းဆီးခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တန်တရားရှိသူတဦးဟာအခင်းဖြစ်ပွားရာကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသားတူဖြစ်ပြီးတော့ပြစ်ခတ်မှုဖြစ်ပွားတဲ့အကြောင်းရင်းကိုတော့အာဏာပိုင်တွေကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ကျောင်းသူကျောင်းသား1500ကျော်တက်ရောက်နေတဲ့အဲ့ဒီအစိုးရကျောင်းနဲ့အနီးတစ်ဝိုက်မှာ
လုံခြုံရေးတိုးမြင့်ထားတယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့ကပြည်သူတွေအနေနဲ့စိတ်တည်ငြိမ်စွာနေထိုင်ကြဖို့အတိမပြုတ်နိုင်တဲ့တဲ့င်းနဲ့ကောလာဟာလာတွေမဖြန့်ဝေကြဖို့နဲ့စုံစမ်းစစ်ဆေးမှုမှာပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာတရားမဝင်လက်နက်ကင်ဆောင်မှုနဲ့ဆက်နွယ်တဲ့ပြစ်ခတ်မှုတွေမကြာခဏဖြစ်ပွားလေရှိပေမဲ့စာတင်ကျောင်းတွင်အစုလိုက်ပြုံလိုက်ပြစ်ခတ်မှုဖြစ်စဉ်တွေကတော့ရှားပါပါတယ်။2022ခုနှစ်ဇူလိုင်လကလည်းမနီလာမြို့ရှိအတီနီယိုဒီမနီလာတက္ကသိုလ်ရဲ့ဥပဒေကျောင်းပွဲနှင်းသမင်အခမ်းအနားမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးလာမီတန်မြို့တော်ဝင်အပါအဝင်3ဦးသေဆုံးခဲ့ပူပါတယ်။